မြမတောနက်ကြီးတွေကိုဝင်ပူးတယ်တောလိုက်မိုးဖိုးကြီးတွေကြားထဲမှာသွေးပြက်ဖွယ်ရဗဖက်ရဖွန်တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ညံငေါင်းရေဖင်ဖိုတဲ့တောနက်ပိုင်းကအန်ရများတဲ့တရဝ၃မျိုးပဲဖြစ်ပါတယ်ရေထဲမှာနေပြီးတော့အဖိတ်ပြင်းလာပါတယ်ဆိုတဲ့ရေဖင်လူအတန်ကိုအတူခိုးပြီးကြောက်ရတတ်တဲ့ညံဒါပေမဲ့ဒီကောင်တွေကမှအထူးဖန်းဖုံးနဲ့အကြောက်ရဖုံးပဟေဒီအများဖုံးအကောင်ကတော့မိုးဖိုးတွေကိုအမောင်တွေကနေတဟားဟားနဲ့လောင်ရတတ်တဲ့ငေါင်းဖိုတဲ့တရဝပဲဖြစ်ပါတယ်အများစုကတော့ငေါင်းဖိုတာကိုကြေးလက်ယုံနှမ်းဘက်ကတက်တက်လို့ထင်ကြပေမဲ့ကုန်းမောင်မင်းဘက်ရဲ့တရားဝင်မှတ်တမ်းတစ်ခုဖြစ်တဲ့ရွှေနန်းဖင်လက်သုံးပရပိုက်ဖြူဖေးပရပိုက်မှာတော့ငေါင်းရဲ့ပုံစံတန်းကိုကင်နီယာနဂကလုံရေသူမတို့လိုဒန္နာရီလာတရဝါတွေနဲ့အတူအတိအကျတရုပ်ပေါ်ရေးဖွဲထားတာကိုတွေ့ရပါတယ်ဒါရင်မကသေးပါဘူးဘိုးတော်ဘုရားလက်ထက်မှာလည်းနန်းတော်ဗီဖတ်သားခဲ့တဲ့ထူးဖန်းတဲ့တောကောင်တွေအကြောင်းမှတ်တမ်းတွေရှိခဲ့ဘူးလို့ငေါင်းကိုဒေတာအလိုက်လူချိတ်ကောက်ဒါမှမဟုတ်ဂါပလို့လည်းခေါ်ဖို့ရပါတယ်ဒါဆိုရင်ငေါင်းဖူတာတကယ်ပဲတောကောင်နတ်ဖိုးနာနာဘာဝတစ်မျိုးလားဒါမှမဟုတ်အချို့တတ္တဗေဒလေးလာသူတွေသုံးသက်ကြလို့ရင်ပေါ်မှာကြက်ဖိုင်းအောက်ချင်းကန့်လိုငှက်နွယ်ဝင်ကနေဘီကပြောင်းလာခဲ့တဲ့တရဝါဖန်းတစ်မျိုးဖြစ်နေမလားဒါမှမဟုတ်မျိုးတုံးပြောက်ွယ်သွားပြီဖြစ်တဲ့တရဝါဖန်းတစ်ကောင်ပဲဖြစ်နေမလားကမ္ဘာအနောက်နိုင်ငံဒဏ္ဍာရီတွေနဲ့သိပ္ပံနည်းကြအထောက်အထားတွေကိုအဖာဖုံးဖူပြီးပြောပြပေးပါမယ်ငေါင်းရဲ့ဖန်းပြတဲ့ခန္ဓာကိုယ်နဲ့စိတ်တစ်ပတ်လက္ခဏာ၅ခုငေါင်းအကြောင်းကိုအသေးလေးမလေ့လာခင်ရှေးမှုဖိုးကြီးတွေနဲ့ပရပိုက်မှတ်တမ်းတွေမှာဖော်ပြထားတဲ့ငေါင်းရဲ့ထူးဖန်းလာတဲ့အချက်၅ချက်ကိုဖတ်တင်ကြည့်လိုက်ရအောင်ပထမအချက်အနောက်လှည့်နေတဲ့ခြေပွားနဲ့ဒူးဖစ်မရှိတဲ့ခြေတော့ငေါင်းရဲ့အထင်ရှားဆုံးလက္ခဏာတွေကတော့အနောက်ဘက်ကိုလှည့်နေတဲ့ခြေပွားပါတဲ့ခြေအောင်တစ်ချောင်းနဲ့ပဲရှိတာပါမူဖိုးတွေကရှေ့ကိုသွားနေတဲ့ခြေရာအတိုင်းလိုက်သွားရင်အမှန်တကယ်ကငေါင်းဖီကိုရောက်မသွားပဲနဲ့ငေါင်းကအနောက်ကနေပြန်ပြီးအလေးအငိုက်ဖမ်းတာကိုခံရတတ်ပါတယ်ထူးဖန်းတာကအဲ့ဒီခြေအောင်တစ်ချောင်းတွေကတာမန်လူလိုဒူးဖစ်မပါပဲတင်ပဖုံရိုးအဖုံးနဲ့ခြေမျက်ဖီနေရာမှာပဲအဖစ်ပါတာပါဒုတိယချက်ခေါင်းနောက်ဖီကအချုံနဲ့အမျိုးသမီးမျက်နှာပရပိုက်မှတ်တမ်းတွေအရငေါင်းရဲ့ဥကောင်းနောက်ဖီနေရာမှာထူးဖန်းတဲ့အချုံတစ်ခုပါရှိပါတယ်ပြီးတော့သူ့ရဲ့မျက်နှာဟာပုံမှန်တိရစ္ဆာန်တွေနဲ့မတူပဲအမျိုးသမီးမျက်နှာနဲ့ဖင်တူတယ်လို့ဆိုကြပြီးခန္ဓာကိုယ်ပေါ်မှာအမွှေးမြင့်အရှည်ကြီးတွေပါရှိတတ်ပါတယ်ရှေ့တုန်းကဆိုရင်ငေါင်းရဲ့ဖပင်ကိုရအောင်ဖြတ်ပြီးဖန်ဖို့လုပ်ရင်ဖပင်အလွန်ကောင်းမွန်တယ်လို့တောင်ယုံကြည်ခဲ့ကြတာပါတတိယချက်အံ့ဩဖွယ်ရာအပြင်းနှုံနဲ့ခုံပွားသွားခြင်းဒူးဖစ်မရှိပဲခြေရောက်တစ်ချောင်းနဲ့ပါတာကြောင့်ငေါင်းကလမ်းမလျှောက်နိုင်ပါဘူးဒါပေမဲ့တင်ဖုံရိုးကိုအသုံးပြုပြီးခုံပွားနဲ့အလင်းမြန်တဲ့အရှိန်နဲ့ပြေးနိုင်တာကြောင့်မိုးဖိုးတွေအနေနဲ့တာမန်အားဖြင့်လိုက်ပန်းဖို့လုံးဝမဖြစ်နိုင်ဘူးလို့ဆိုပါတယ်ဆိုရချက်ဖေးတစ်ပါးဖန်နဲ့လောင်ရတာညဘက်တောနက်ထဲမှာလမ်းမနေတဲ့မိုးဖိုးဒါမှမဟုတ်တယောက်တည်းကြံခဲ့တဲ့မိုးဖိုးတွေကိုတွေ့ရင်အမောင်တွေကနေတဟားဟားနဲ့လူအတန်အတိုင်းဖေးတစ်ပါးဖန်ကလောင်ရဲနေတတ်ပါတယ်ဒီရဲတန်ကိုကြားတဲ့မိုးဖိုးတွေကဖိတ်တန်ရပြီးလွတ်သွားတာဒါမှမဟုတ်ကြောက်လန့်ပြီးကြောက်ထဲပြိုကျတေးဖုံးသွားတတ်ကြပါတယ်ဒီဖမာချက်ကြောင်းမြန်မှုရငေါင်းနဲ့တွေ့ရင်ရှေ့ကိုဓာတ်ရိုက်ပြေးလို့မရပါဘူးလူကရှေ့ကိုပြေးရင်သူကအနောက်ကနေလိုက်ဖမ်းပြီးလူကအနောက်ကိုဖုတ်လိုက်မှသူကအရှေ့ကိုပြေးလာတတ်တာပါဒါကြောင့်ရှေးမှုဖိုးကြီးတွေကငေါင်းနဲ့တွေ့ရင်စကားကိုပြောင်းမြန်ပြောတာအမူအရာကိုပြောင်းမြန်လုပ်ပြီးညံဖင်မှလွတ်မြောက်ခဲ့ရတယ်လို့ဗဖက်ရဖွယ်နေမှာပြောဖက်မှတ်ပြုကြပါတယ်အဖိုးငေါင်းဖူတာကအောက်ချင်းငှက်ဘီဖာပြောင်းတတော်လားအခုဆိုရင်စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အသစ်ဖန်ဖို့တီယိုတစ်ခုစီကိုရောက်ရှိလာပါပြီအားလုံးသိထားကြတဲ့ငေါင်းမှာအတောင်မှန်မပါတာကြောင့်တာမန်အပြင်ငှက်လို့တတ်မှတ်လို့မရပါဘူးဒါပေမဲ့တရဝါပေတာလေးတာသူအချို့နဲ့ရိုးရသူတွေတွေကတော့ငေါင်းဖူတာတကယ်တော့အောက်ချင်းငှက်လိုမျိုးကနေဘီကပြောင်းလဲလာတဲ့မပြန်တန်းနိုင်တဲ့ငှက်ဖန်တစ်မျိုးဖြစ်နေနိုင်တယ်လို့ယူဆထားကြပါတယ်ဘာလို့ဒီလိုယူဆရတာလဲအကြောင်းရင်းကတော့၄ချက်ရှိပါတယ်နံပါတ်1ခေါင်းနောက်ကအချုံနဲ့အောက်ချင်းငှက်နှုတ်ပြီးငေါင်းရဲ့ဥကောင်းနောက်မှာပါတယ်ဆိုတဲ့အချုံကမြန်မာတောနက်တွေထဲမှာကျက်ဖားတဲ့အောက်ချင်းငှက်ရဲ့ဥကောင်းပေါ်မှာပါတယ်မာကျော်ရဲ့နှုတ်သီးအချုံနဲ့ပုံတရံအလွန်တူညီနေပါတယ်နံပါတ်2ဘိုးတော်ဘုရားလက်ထက်မှတ်တမ်းနဲ့လက်တောင်မှန်ဘိုးတော်ဘုရားလက်ထက်ကတွေ့ရှိခဲ့တယ်ဆိုတဲ့ငေါင်းအကြောင်းမှတ်တမ်းမှာငေါင်းကသူ့ရဲ့လက်နှစ်ဖက်ကိုအတောင်မှန်ပုံပံဖြန့်ကားထားတတ်တယ်လို့ဆိုပါတယ်ငေါင်းရဲ့လက်တွေဟာတာမန်တက်အလွန်ကြီးမားတာကြောင့်ဒါဟာလက်မဟုတ်ပဲမပြန်တန်းနိုင်တော့တဲ့အတောင်မှန်တွေဖြစ်နေနိုင်ပါတယ်နံပါတ်3ငှက်မွေးလားသပင်လားရှေးအောင်မှတ်တမ်းအချို့မှာငေါင်းရဲ့ခန္ဓာကိုယ်မှာပါတဲ့အမွှေးတွေကတရိษံအမွှေးထံငှက်မွေးပုံစံမျိုးကွဲနဲ့ပိုးတူတယ်လို့ဆိုကြပါတယ်နံပါတ်4အော်ဒန်ရဲ့သဘာဝငေါင်းဟာငေါင်းဆိုပြီးတော့အော်ဒန်လို့ငေါင်းလို့ခေါ်ကြပေမဲ့အဲ့ဒီအော်ဒန်ရဲ့ဖီးချက်ကတောနက်ထဲကအောက်ချင်းကဒါမှမဟုတ်ငှက်ဖန်းတချို့ရဲ့အော်ဒန်နဲ့အလွန်ဖင်တူးနေတာပါဗီဝဗေဒဖိုင်ယာ30ချက်အရကမ္ဘာပေါ်မှာနယူးဇီလန်ကကီဝီငှက်တို့ငှက်ကလအုပ်တို့လိုပဲသဘောတရားအရမြေပြင်ပေါ်မှာနှစ်ပေါင်းများစွာကျက်ဖားရင်အတောင်ပံတွေကျုံသွားပြီးခြေထောက်တွေတန်မားလာတဲ့မပြန်တန်းနိုင်တဲ့ငှက်တွေရှိပါတယ်ဒါကြောင့်ငေါင်းဖူတာလည်းရှေးကအောက်ချင်းငှက်မျိုးနယ်တွေကနေမြေပြင်ပေါ်မှာကျက်ဖားရင်ဘီဖာပြောင်းဖြစ်လာခဲ့တဲ့လူနဲ့တူတဲ့ငှက်ဖန်းတစ်မျိုးဖြစ်နေနိုင်တယ်ဆိုတဲ့တီဟိုရီကလည်းတော်တော်လေးအတိတ်ပဲရှိပါတယ်ကမ္ဘာမိုနိုဘော့ဘစ်ဖူးနဲ့ဖင်ရှေတောက်ယောဂဒီလိုခြေတစ်ချောင်းနဲ့ထူးဖန်းတဲ့တရဝအယူဖာကမြန်မာပြည်မှာပဲရှိတာမဟုတ်ပါဘူးကမ္ဘာသမိုင်းနဲ့အနောက်နိုင်ငံတွေရဲ့ဒဏ္ဍာရီတွေမှာပါမယုံစရာကောင်းလောက်အောင်တူညီစွာပါရှိခဲ့ကြပါတယ်
အခုမျက်နှာပြင်ပေါ်မှာတွေ့နေရတဲ့ပုံကရှေးဟောင်းဥရောပဖာအိုတွေထဲမှာပါတယ်မိုနိုဘော့ဒါမှမဟုတ် ski of ball လို့ခေါ်တဲ့ခြေတစ်ချောင်းနဲ့တရဝါရဲ့တရုပ်ဖော်ပုံဖြစ်ပါတယ်မိုနိုဘော့အကြောင်းကိုပထမဆုံးဖာတီတွေးရှိခဲ့တာကတော့ BB 900ဖူကပေါ်တွန်းခဲ့တဲ့ဂရိပြဖက်ဖေယာ Aristophanes ရေးတဲ့ The Bat ဆိုတဲ့ပြဖက်ထဲမှာဖြစ်ပါတယ်ဒီမိုနိုဘော့တွေကငေါင်းလိုပဲခြေတော်တစ်ချောင်းနဲ့ပါပြီးအေယာမခြေပွားကြီးပါဝင်ပါတယ်နေပူတဲ့အခါမျိုးမှာအနောက်ကိုလှည့်လိုက်ပြီးအဲ့ဒီခြေပွားကြီးကိုထီတစ်ချောင်းလိုမိုးပြီးအရေးခိုတတ်ကြတယ်လို့ရေးသားခဲ့ကြတာပါထူးခြားတာကဒီမိုနိုဘော့အကြောင်းကိုဂရိရောမတွေမကပဲအိန္ဒိယနဲ့အီသီယိုးပီးယားဒန်နာရီတွေမှာပါတွေ့ရတာပါဒါဆိုရင်ကမ္ဘာအရှေ့ဘက်ကမြမငေါင်းနဲ့အနောက်ဘက်ကမိုနိုဘော့တွေကဘာကြောင့်ဒီလောက်တူးနေရတာလဲ Theory 1 Bitfoot Family မျိုးကွယ်အချို့ကမ္ဘာတတ္တဝါဗေဒလေးလာသူတွေကတော့မိုနိုဘော့နဲ့ငေါင်းဟာကမ္ဘာကျော် Bitfoot မိသားစုတွေကလာတဲ့မျိုးကွဲတတ္တဝါတွေဖြစ်တယ်လို့သတ်မှတ်ထားကြပါတယ် Theory 2ဖင်ရှည်တော်ယောဂဒါပေမဲ့တခြားတစ်ဖက်ကဖင်ပါးဗေဒသိပ္ပံနည်းကြအချက်တစ်ခုရှိနေပါတယ်မိုနိုဘော့အကြောင်းကိုအဓိကရေးသားခဲ့သူက Craftfield ဆိုတဲ့ရှေးခေတ်ဂရိသမားတော်တစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ဆေးပညာရှင်တွေကရှေးခေတ်ကဖင်ခြေတော်ယောဂကိုအပြင်းထန်ခံစားနေရလို့ခြေတော်တစ်ဖက်တည်းအေယာမှာကြီးနေတဲ့လူတွေကိုခရီးသွားတွေကမြင်တွေ့ခဲ့ရပြီးခြေတစ်ချောင်းနဲ့ပါတဲ့သတ္တဝါဖန်းဖူပြီးအကြောက်လွန်ကဖိတ်ကူးရင်ရေးဖွဲခဲ့ကြတာလည်းဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။မြန်မာပြည်ကတွေ့ရှိမှုများနဲ့ဗိုင်းနယ်ဖြစ်ခဲ့တဲ့ရုပ်ထုအတုနောက်ပိုင်းခေတ်ကာလတွေမှာတော့ငေါင်းကိုမြန်မာပြည်ရဲ့နေရာအချို့တွေမှာတွေ့ကြတယ်ဆိုပြီးသတင်းတွေတောက်လျှောက်ထွက်ပေါ်ခဲ့ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ဒေါနာတောင်တန်းတောင်ငူဟုံးမလင်းဗမော်ဝိုင်းမော်မိုးကောင်းနဲ့အလောင်းတော်ကတ္တပတောနက်ကြီးတွေမှာငေါင်းကိုတွေ့ခဲ့ရတယ်ဆိုတဲ့မိုးဖိုးတွေရဲ့ရာဖွင့်မှတ်တမ်းတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီထဲကမှအင်တာနက်ပေါ်မှာကရင်ပြည်နယ်မှာတွေ့ရတဲ့ငေါင်းဆိုပြီးဓာတ်ပုံနဲ့တကွဗိုင်းနယ်ဖြစ်ခဲ့ဘူးပါတယ်။အဲ့ဒီပုံတွေကိုဖာနယ်ဖင်းနဲ့ချက်လက်ဖစ်ဖစ်သူတွေကတေချာဖစ်ဖစ်ကြည့်လိုက်တဲ့အခါတကယ်တတဝါအဖြစ်မဟုတ်ပဲပြင်သစ်အမှုပညာရှင်တအုပ်ကရေညှိတွေရွှွန့်နေနဲ့ဖန်တီးထားတဲ့အမှုပညာရုပ်ထုဖြစ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ငေါင်းနဲ့ပတ်သက်လို့ပေါ်ဖလို့တော့မရပါဘူး။ကျွန်တော်တို့အိန္ဒိယထိုင်းနဲ့လာအိုနိုင်ငံတွေမှာလည်းငေါင်းနဲ့အမှုအကျင့်အသွင်သဏ္ဍာန်လုံးဝတူညီရဲ့တောလင်းနာနာဘာဝတွေကိုဖီကောင်ခွိုင်းလို့ခေါ်ပို့ကြပြီးအခုထိတိုင်း never တောလိုက်မှုဖူးတွေကြောက်ရွံ့နေပဲဖြစ်ပါတယ်။ချုပ်ပြောရရင်ငေါင်းဖူတာတကယ်ပဲရှိခဲ့ကြတဲ့ကဘုသုံးပြောက်ွယ်သွားခဲ့တဲ့အောက်ချင်းငတ်ຫນွေဝင်ဗီဇာပြောင်းတရဝတစ်မျိုးလားဒါမှမဟုတ်တောနက်ထဲမှာဒဏ်ရာရထားတဲ့ဝက်ဝင်ဖိုးကြီးတွေရဲ့ခုံပေါက်လှုပ်ရှားမှုနဲ့ဖင်ချေတော်ယောဂတွေကိုအမောင်ထဲမှာမြင်တွေ့ခဲ့ရတဲ့ရှေးလူကြီးတွေရဲ့တောတွင်းအန်တဲ့တတိပေးမှုပုံမြင်တက်ပဲလားဖူတာကိုတော့ဒီနေ့ထိတိုင်အငင်းပွားပဲရပေဒီကြီးတစ်ခုအဖြစ်ကြံရင်းနေပဲဖြစ်ပါတယ်မိတ်ဆွေတို့ကရောငေါင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ကြပါလဲကိုယ်တိုင်ရောဒေတာအလိုက်ငေါင်းနဲ့ပတ်သက်တဲ့ဖန်ပြတဲ့ဗဖက်ရာဖွင့်တွေကြားဘူးတာရှိရင် comment မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြလို့ရပါတယ်